ယောက်ျားတစ်ယောက်သည်မိမိလက်ဖွားပေါ်တွင်အမှန်တကယ်ပုံမှန်ဖြစ်နေတယ်လို့ထင်ရတော့လဲရုတ်တရက်ငါးရှုံးကဲ့သို့သောအခွန်များပေါက်ထွက်လာပြီးထက်မြက်သောငါးနန်းတစ်ခုထွက်လာသည်ကိုတွေးလိုက်ရသဖြင့်ကြောက်ရွံ့၍ကိုယ်တိုင်တုံးလှုပ်သွားခဲ့သည်သူသည်ထိတ်လန့်ပြီးငိုချင်လာခဲ့သည်သို့သောအားအသင့်စရာကသူ၏မျက်ရည်များသည်ပလဲများအဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်ထိုကဲ့သို့အစမ်းထူးခြားသည့်ပြောင်းလဲမှုများဆက်တိုက်ဖြစ်ပေါ်နေသဖြင့်မနေ့ညကမိမိနှင့်ဆက်ဆံခဲ့သည့်ချစ်သူမသည်တာမန်လူမဟုတ်ဘဲရေသူမဖြစ်နိုင်ကြောင်းချက်ချင်းခံမှန်းမိခဲ့သည်မိမိ၏တန်တရားကိုအတည်ပြုရန်သူသည်ချစ်သူမကိုရေထွက်အစားအစာစားရန်အတိုင်ခံခေါ်သွားခဲ့သည်ငါးနှင့်ပစုံများကိုမြင်လိုက်သည်နှင့်သူမသည်အလွန်မအိမ်မသာဖြစ်ကာဖယ်လိုက်ပါဟုထက်တလဲလဲပြောခဲ့သည်သို့သောနောက်တစ်ချိန်စပွဲပေါ်သို့ပင်လယ်ရေမွေးဆေးဝေးထားလိုက်သည့်အခါတွင်တော့သူမသည်အလွန်နှစ်သက်စွာစားတောက်ခဲ့သည်သူမမသိသေးသည်မှာယောက်ျားသည်အစားအစာထဲတွင်ဆေးတစ်မျိုးလှုပ်ဝက်ထည့်ထားပြီးသားဖြစ်ခြင်းဖြစ်သည်အခန်းသို့ပြန်ရောက်ချိန်တွင်ဆေးဤအာနီတင်ပေါ်ထွက်လာပြီးချစ်သူမသည်မိမိအမှန်တကယ်ရေသူမပုံစံကိုထုတ်ဖော်ပြသခဲ့သည်၃နှစ်တိုင်ချစ်ကြိုက်ခဲ့သောချစ်သူမကိုထိုကဲ့သို့မြင်တွေ့လိုက်ရသဖြင့်ယောက်ျားသည်ဒေါသထွက်ကဓာတ်ကိုထုတ်၍တက်ရန်ကြံစီခဲ့သည်သို့သောချက်ချင်းပင်အတိတ်ကသူသည်ကြောက်တုံးဖြစ်ပြောင်းလဲသွားခဲ့စဉ်ကဤချစ်သူမ၏အင်အားဖြင့်အသက်ကိုကယ်တင်ခဲ့ခြင်းကိုတတိယမိခဲ့သည်ထိုတတိယမှုကြောင့်သူ၏နှလုံးသားမှာပျော့ပြောင်းသွားခဲ့သည်တစ်ဖက်တွင်တော့ရေမရှိခြင်းကြောင့်ချစ်သူမသည်တေဆုံးလူနီးပါးဖြစ်လာခဲ့သည်ထို့ကြောင့်ယောက်ျားသည်အယူတယောက်ကဲ့သို့သူမကိုလက်တွင်ချီကာပင်လယ်ဘက်သို့အပြေးလွှားပြေးသွားခဲ့သည်ကံကောင်းစွာဖြင့်အချိန်မီပင်လယ်ထဲသို့ပို့နိုင်ခဲ့သည်သို့သောကံဆိုးစွာဖြင့်သူမသည်အလွန်ကျယ်ဝန်းသည့်ပင်လယ်ထဲတွင်ချက်ချင်းပျောက်ကွယ်သွားခဲ့သည်ထိုဖြစ်ရပြီးနောက်ယောက်ျားသည်နှက်ဆိုင်သောနောင်တများထဲတွင်မြင့်မြုပ်သွားခဲ့ပြီးသူမကိုပြန်လည်တွေ့ရှိရန်နှစ်ပေါင်းများစွာပင်လယ်တစ်လျှောက်လှည့်လည်ရှာဖွေခဲ့သည်ထူးခြားစရာမှာမှန်ဘလူးဖြင့်ကြည့်လျင်သူမကိုမြင်နိုင်တော့လဲမှန်ဘလူးကိုဖယ်လိုက်သည်နှင့်ချက်ချင်းပျောက်ကွယ်သွားခြင်းဖြစ်သည်ထိုကဲ့သို့ရှာဖွေရင်းလှည့်လည်သွားလာရင်း10နှစ်တိုင်ကုန်လုံးသွားခဲ့သည်တနေ့တွင်ပင်လယ်ဒုက္ခသည်ပင်လယ်လူရက်သူတဦး၏များတစင်းသည်သူ၏ခေါင်းထဲသို့ထိမိခဲ့သည်ထိုခဏ၌ပင်ရေသူမချစ်သူမသည်ထိုဖြစ်ကိုခံစားမိကာချီနှောင်ထားသောအရာအလုံးကိုချိုးဖျက်ပြီးပျက်စီးခဲ့သို့မြန်ဆန်စွာသူ့ထံသို့ရောက်ရှိလာခဲ့သည်မိမိချစ်ရသူတေဆုံးလူနီးပါးဖြစ်နေသည်ကိုမြင်ရသဖြင့်သူမသည်နာကျင်စွာအော်ဟစ်ကာပင်လယ်ဘက်သို့ဝမ်းနည်းစွာညှဉ်းညူခဲ့သည်ထို့နောက်သူ၏လက်ကိုကင်ကာမိမိ၏အင်အားဖြင့်သူ၏ဒဏ်ရာကိုကိုယ်တိုင်ခံယူလိုက်သည်ယောက်ျား၏ဒဏ်ရာများပြန်လည်ကုသလာသလိုသူမ၏အင်အားများလည်းတဖြည်းဖြည်းလျော့နည်းလာခဲ့သည်နောက်ဆုံးတွင်သူမသည်အပြာရောင်တရားဝင်သောအတွင်းစွမ်းအားတစ်ခုဖြစ်ပြောင်းလဲကာယောက်ျား၏ကိုယ်တွင်းသို့ဝင်ရောက်သွားခဲ့သည်ထို့နောက်ယောက်ျားသည်မတည်နိုင်သောအမယာဖြစ်လာခဲ့သည်နှစ်ပေါင်း900ကျော်ကြာမြင့်သွားပြီးနောက်သူသည်ထိုအင်အားကိုအခြေခံ၍အမြင့်ဆုံးဖျားတစ်ပါးဖြစ်ရပ်တည်နိုင်ခဲ့သည်ဆက်လက်ကြည့်ရှုရန် V2 လို့မှန်းခဲ့ပါ